Hello ဒီနေ့ကတော့ထမင်းမိန်နဲ့ငါးတစ်တာထမင်းနဲ့မုံလောက်ချင်းဟင်းချင်းဆက်ဆက်ကလေးချက်စားမှာပဲဖြစ်ပါတယ်ရှင်။လက်ဖက်နဲ့ပဲကြော်ကတော့တတကကြိုက်လို့သူ့ဘာသာသူထည့်ပြီးတော့ထပ်စားလိုက်တယ်ပေါ့နော်။မုံလောက်ချင်းချက်ဖို့အတွက်မုံလောက်လေးတွေပပလေးထားမယ်။ရုံပရီတီမုံရင်းဖြူခဲညင်တီငရုတ်တီစိမ့်မကြီးရေချက်သွန်ဖြူငပိတို့ပြင်ဆင်ထားပါမယ်။ချက်သွန်ထည့်ပါမယ်။ပြီးရင်ချက်သွန်ဖြူထည့်ပါမယ်။ဒါကတော့လုံးပြီးချက်မှာဖြစ်ပါတယ်ရှင်။မီးပေါ်ကိုမတင်သေးပါဘူးနော်။မုံလောက်ဖြူလေးထည့်ပါမယ်။မုံလောက်ဖြူလေးကိုပပလေးလှီးထားပါတယ်ရှင်။ပြီးတော့ရင်တော့ငပိလေးထည့်မှာဖြစ်ပါတယ်။ငပိကိုအရေးဖြော်ပြီးထည့်လို့လည်းရပါတယ်။အယောင်တင်မှုတ်ထည့်ပါမယ်။အယောင်တင်မှုတ်လေးကြိုက်လို့ရှင်တော့များလေးပို့ထည့်ပါနော်။ပြီးတော့ရင်တော့ကြိတ်ထားတဲ့ပစုံ6ကလေးတွေကိုထည့်မှာဖြစ်ပါတယ်။အရသာအထဲဝင်သွားအောင်လို့နက်ဖွားလေးနှဲမှာပဲဖြစ်ပါတယ်ရှင်။ပစုံ6ကလေးတွေဒီငပိလေးတွေပေါ့နော်။အရသာလေးတွေနှံ့သွားအောင်လို့နှဲမှာပဲဖြစ်ပါတယ်။ဒီပိုင်းတော့ခရမ်းချင်သီးထည့်ပါပဲဖြစ်ပါတယ်ရှင်။ခရမ်းချင်သီးထည့်ပြီးသွားရင်မုံညင်းဖြူလေးကိုထည့်မှာပဲဖြစ်ပါတယ်။မုံညင်းဖြူအယိုးလေးပေါ့နော်။ထည့်ပါမယ်။ပြီးသွားလို့ရှင်တော့ငရုတ်သီးစိမ့်လေးလက်ထည့်လိုက်ပါမယ်။နဲ့ဆက်ကလေးစားကြရင်တော့ငရုတ်သီးစိမ့်တောက်ပို့ထည့်လိုက်ပေါ့နော်။ပြီးသွားရင်တော့စားလေးထည့်ပါမယ်ရှင်။အရသာအတွက်ကိုစားရယ်ငံပြားရည်ထည့်မှာပဲဖြစ်ပါတယ်။ငံပြားရည်လေးလက်ထည့်လိုက်ပါတယ်။စီလုံးဝမသုံးပါဘူးနော်။ပြီးသွားရင်တော့ထပ်ပြီးတော့နှဲမှာပဲဖြစ်ပါတယ်။ရောသမနှဲမယ်ပေါ့နော်။ရောသမနှဲဖွားလေးနှဲပါမယ်။ကဲဒီလိုမျိုးနှံ့အောင်လို့အရသာလေးတွေလည်းနှံ့သွားပြီနှဲသွားပြီဆိုလို့ရှိရင်တော့ဒါမီးပေါ်တင်လို့ရပြီပေါ့နော်။ဒါကအရင်တော့ကအမြန်လေးချက်ချင်လို့ရှင်ဒါလုံးချက်တယ်လို့ခေါ်ရမယ်ထင်တယ်เนาะလုံးချက်တာပါရှင်ကဲမီးဘောကိုတင်ပါမယ်တင်ပြီးသွားရင်တော့ဘာမှမထည့်သေးခင်ခဏအုပ်ထားလိုက်ပါမယ်သူဟာနဲ့သူနူးသွားအောင်ပေါ့เนาะဖွင့်ကြည့်လိုက်ပါတယ်ကဲအချိန်နေဘလို့ရှိလဲဆိုပြီးတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကဲဒီလောက်လေးဆိုရင်တော့ဒါရေနွေးလေးပေါ့เนาะကြိုချက်ပြီးသားရေနွေးလေးကိုထည့်မှာပဲဖြစ်ပါတယ်ပထမတရေထည့်လိုက်ပါမယ်ရေလေးနည်းနည်းပဲပေါ့เนาะရေလေးနည်းနည်းလေးနဲ့ပဲထည့်ပြီးတော့လုံပြီးခဏအုပ်ထားလိုက်ပါမယ်ရှင်ဒါဆိုလို့ရှိရင်တော့နည်းနည်းလေးနူးစားပြူလာပါပြီရေနွေးလေးနည်းနည်းကိုကြိုက်တဲ့လောက်အရေလေးရအောင်လို့ထည့်ပါမယ်ရှင်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါခဏထားလိုက်ပါအောင်ပဲပေါ့နော်ဒါအမုံလောက်လေးတွေပို့ပြီးတော့နူးသွားအောင်လို့ဒီတိုင်းလေးခဏတည်ထားလိုက်ပါမယ်ရှင်အဖုံးလေးအုပ်ပြီးတော့ငါးတစ်တာထမင်းနဲ့အတွက်ကိုငါးတစ်တာနှစ်ဘူးဖောက်လိုက်ပါတယ်ဖောက်ပြီးတော့ဒဲဝဲကိုဒီတိုင်းထည့်လိုက်ပါမယ်ရှင်ဘာမှမပြင်မစင်မဲနဲ့ဒီတိုင်းပဲနှွှေးတဲ့သဘောမျိုးပဲပေါ့နော်ငါးတစ်တာလေးကိုဒီတိုင်းအိုးလေးတဲမှာဒီတိုင်းလေးပဲထည့်ပြီးတော့နှွှေးလိုက်တာပဲဖြစ်ပါတယ်ငါးတစ်တာထမင်းတွေကလည်းဟင်းအသားမရှိလို့ရှင်ဒါစားလို့ထမင်းမိန်စေပါတယ်လူမျိုးပဆူလာပြီဆိုတော့ဒါရပြီပေါ့နော်ဒီလောက်ဆိုရပြီပေါ့ခဏတော့မုံလောက်ချင်းဟင်းလေးကလည်းပဆူလာပြီဆိုတော့မကြီးရည်လေးထည့်မှာပဲဖြစ်ပါတယ်မကြီးရည်လေးပေါ့နော်ကိုကြိုက်တဲ့လောက်ပေါ့အချင်းမုံလာဦးချီဟင်းဆိုတဲ့အတိုင်းနည်းနည်းချင်းလေးကြိုက်တဲ့အတွက်ကြောင့်မို့လို့မကြီးရည်လေးများလေးထည့်လိုက်ပါတယ်အရသာအတွက်ကတော့ထုံးစံတိုင်းပဲကြက်စီကိုသုံးထားပါတယ်ရှင်ဒါကတော့မုံညင်းဖြူအရွက်ကလေးတွေကိုနောက်ဆုံးမှထည့်ပါမယ်ပြီးရင်တော့ရုံးပရိသီးထည့်ပါမယ်ရှင်ကဲထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့မှွေပါမယ်ရုံးပရိသီးတို့အရွက်တို့ကတော့နောက်ဆုံးမှထည့်တော့စိမ့်ဆူလေးစားရတာပေါ့နော်ဒီလောက်ဆိုရင်တော့မုံလာဦးချင်ဟင်းလေးကအရသာရှိပြီးတော့စားလို့ရပါပြီကဲအခုတော့ငါးထမင်းနယ်မှာပဲဖြစ်ပါတယ်ရှင်ငါးတစ်တာထမင်းပေါ့နော်ငါးတစ်တာထမင်းနယ်ပါမယ်ငါးတစ်တာကိုခုနကတော့ပဆူထားတဲ့ငါးတစ်တာလေးကိုထမင်းနဲ့ထည့်ပြီးတော့ဒီတိုင်းတမအောင်လို့နှဲလိုက်ပါမယ်နော်ငါးတစ်တာထမင်းနယ်လေးကိုအရန်ကြိုက်ပါတယ်အခုလိုမျိုးအိမ်ချက်ထမင်းဟင်းနေရာလေးတွေကိုနောက်နေ့တွေမှာလည်းလွယ်လွယ်ကူကူရိုးရှင်းတင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လေးနဲ့လည်းအားပေးသွားကြပါအောင်နော်ကဲအခုဆိုရင်တော့ပူပူနွေးနွေးလေးငါးတစ်တာထမင်းနယ်လေးကတော့ရပါပြီတမအောင်မှုပြီးသွားရင်တော့ပေါ့နော် share ပါပဲရှင်အရန်ကိုထမင်းမိန်စေပါတယ်မုံလောက်ချင်ရင်ကအခုလိုချက်တဲ့နီးအပြင်တခြားချက်တဲ့နီးလေးတွေလည်းရှိပါတယ်ဘလို့နီးလေးတွေနဲ့ချက်စားဖြစ်လေးဆိုတာကို comment မှာလည်းရေးသွားပေးလို့ရပါတယ်နော်ကဲအခုတော့မုံလာဦးချီဟင်းပူလေးနဲ့ငါးတစ်တာထမင်းနယ်လေးနဲ့နေ့လယ်စာထမင်းစားလို့ရပါပြီရှင်
ခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တဦးတယောက်ချင်းမိတ်ဆွေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နော်နောက်နေ့တွေမှာလည်းအခုလိုမျိုးပဲရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူနဲ့အိမ်ချက်ထားတဲ့လက်ရာလေးတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ channel လေးကို like and subscribe လေးနဲ့အားပေးသွားပါအောင်နော်ကဲစားလိုက်ပါအောင်မယ်တဲ့တတကျေးဇူးအများကြီးတင်ပါတယ်ရှင်တတနောက်နေ့တွေမှာပြန်ဆုံမယ်နော်